အားလုံးမင်္ဂလာပါဗျဒီနေ့ကျွန်တော်တို့ဖုန်းခေါ်တဲ့ internet သုံးတဲ့ message ပို့တယ်ဆိုတာ SIM card တစ်ခုကြောင့်ဖြစ်လာတာပါ SIM card မရှိဘူးဆိုရင်ဖုန်းခေါ်လို့မရပါ internet သုံးလို့မရပါ message ပို့လို့မရပါဒါဆိုဒီ SIM card တည်တည်လေးကဘယ်လိုစတင်လာခဲ့တယ်လဲဘာကြောင့်တော့အရေးပါပါတယ်လဲဒီဗီဒီယိုမှာ SIM card တမိုင်းကြောင့်ကိုအစကနေအဆုံးထိပြောပြသွားမှာဖြစ်ပါတယ်SIM card ဆိုတာဘာလဲ SIM SIM S ဆိုတာ subscriber I ဆိုတာ identify M ဆိုတာ module လို့ခေါ်ပါတယ်ဒီကက်လေးထက်မှာကျွန်တော်တို့ဖုန်းနံပါတ် network identify security key SMS connect information တွေကိုတင်ထားပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဖုန်းပြောင်းမိမယ် SIM card ကိုထည့်လိုက်တာနဲ့ကျွန်တော်တို့ဖုန်းနံပါတ်လိုက်လာတာပါSIM card မပေါ်သေးတဲ့ခေတ်1990ကနေ1980ခုနှစ်လောက်ကိုကြည့်အောင် SIM card မပေါ်တဲ့ခေတ်မှာ mobile ဖုန်းတွေအလွန်ကြီးအလွန်လေးပါတယ်။ကားထဲမှာပဲသုံးရတဲ့ဖုန်းတွေဖြစ်ပါတယ်။အဲ့ဒီဖုန်းတွေမှာ user information ကိုဖုန်းထဲမှာပဲဓာတ်ရိုက်ထည့်ထားရပါတယ်။ဖုန်းပြတ်ရင်နံပါတ်လည်းပြတ် network လည်းသုံးလို့မရဖြစ်တတ်ပါတယ်။ GSM 1991ခုနှစ်မှာဥရောပနိုင်ငံတွေက GSM Global System for Mobile Communication ကိုစတင်အသုံးပြုခဲ့ပါတယ်။ GSM network ရဲ့အကြီးဆုံးအပြောင်းအလဲက user information ကိုဖုန်းထဲမဟုတ်ပဲကတ်တီတီလေးထဲထည့်ခြင်းဖြစ်ပါတယ်။အဲ့ဒီအချိန်ကနေ SIM card ပထမဆုံးမွေးဖွားလာခဲ့တာပါ။ပထမဆုံး SIM card ဟာ credit card အရွယ်လောက်ကြီးပါတယ်။ဒီအရွယ်ကြီး SIM ကိုဖုန်းအတွင်းထည့်သုံးရတာပါ။ဒါပေမဲ့ဖုန်းတွေတီးလာတာနဲ့အမျှ SIM card ကိုလည်းတီးဖို့လိုလာပါတယ်။ mini SIM, micro SIM, nano SIM mini SIM ဟာ1996မှာ Nokia ဖုန်းအများစုသုံးခဲ့ကြတယ်။ micro SIM မှာ2003ဖုန်းပေါ်ပြီးပါလာတဲ့ခေတ်ပါ nano SIM 2012 chip ကိုပဲအဓိကထားပြီး plastic ကိုအနည်းဆုံးထားပါတယ်SIM card တီးလာတာဟာဖုန်းပိုပါအောင် battery ပိုကြီးအောင် signal ပိုကောင်းအောင်လုပ်ဖို့ဖြစ်ပါတယ် 3G 4G 5G network တွေမြင့်လာတာနဲ့အမျှ SIM card ဟာ data speed security network authentication တွေမှာအရေးပါလာပါတယ် SIM card မရှိရင် network ကတင်းအောင်ဘယ်သူလဲဆိုတာမသိနိုင်ပါဘူးအခုနောက်ဆုံးထွက်လာတာ eSIM embedded SIM ဖြစ်ပါတယ် eSIM ဆိုတာဖုန်းထဲမှာဓာတ်ရိုက်ပါပြီးသားကတ်ထည့်စရာမလိုပါဘူး QR code နဲ့ active လုပ်ရုံပါပဲ eSIM ရဲ့အကျိုးကျေးဇူးတွေဟာ SIM ပြောင်းမှမပူရ dual SIM လွယ်ပါတယ် travel SIM ပြောင်းရလွယ်ပါတယ် SIM card အနာဂတ်ကိုပြောရရင် smart car smart watch smart home တွေအထိဝင်ရောက်လာပါလိမ့်မယ် physical SIM ကတဖြည်းဖြည်းရောက်ပြီး eSIM iSIM ခေတ်ကိုရောက်လာနေပါပြီဒီလိုနဲ့ SIM card တည်တည်လေးဟာကမ္ဘာတစ်ခုလုံးကိုချိတ်ဆက်ပြီးတဲ့အရေးပါဆုံးနည်းပညာတစ်ခုဖြစ်လာခဲ့ပါတယ်ဗီဒီယိုကိုကြိုက်ရင် like subscribe comment မှာ SIM card မရှိရင်ဘာဖြစ်မလဲဆိုတာထင်မြင်ချက်ရေးခဲ့ပြပါဗျာအားလုံးကျေးဇူးပါ